ကိုရေချင်းတီထိုးပေါဖို့ဒါလူတိုင်းအတွက်ခွင့်ရတခုနောက်ကနေကဘာတဲ့ခက်ခဲသောဘဝတို့စီအိမ်မက်တွေတကယ်ရောက်ခဲ့ပြီယုံကြည်ချက်သူရည်မှန်းချက်သူမိသားစုတစ်ခုကဘာမြေတစ်ခုက success more အတူပြန်တမ်းမမြင်တဲ့နေစိုး success more နေသူမဆို zero my hero everyone can be zero to heroတို့သွားတဲ့လမ်းတွေကစိတ်ခေါ်မှုများတယ်မှာတရားနဲ့တရားကူညီပေးမှာအောင်ပွဲရလက်တွေအတွက်မှန်ကန်တဲ့နည်းစနစ်နဲ့လောကလာစင်ကြ